Uzi အစားတောက်နဲ့ပတ်သက်ပြီးတော့ hit ပေးမယ် ပြောကြည့်လေပြောကြည့်လေပြောကြည့်လေ အရင်တော့ဆိုရင်ဆွဲဆွဲမြဲမြဲကြိုက်တာဟမ်ဘာဂါ ဟမ်ဘာဂါဟုတ်ပြီဟုတ် Uzi သူတော်ညာလေလွန်ခဲ့တဲ့ Messenger season 2ကိုဘလို့ခလန်ကလားကိုတရုတ်ဆောင်တယောက်လေ Uzi ဟမ်ဘာဂါဝစ်စဝစ်ပြီးလာရိုက်ထဲကဟမ်ဘာဂါစားကြတဲ့မရှိတော့ မစားတော့ဘူးစားတော့ဒါပေါ့တကယ်ကစီစဉ်2ကဟမ်ဘာဂါကိုမြင်ပြီးတော့ဟမ်ဘာဂါမစားတော့ဘူး Uzi အမမစားတော့ဘူး ဘလို့ခံစားလိုက်ရ အတန်မှမကြားကြတော့ ဟာတော့မကြားဘူးလား သားဖို့နေနေတာလားအတန်အောင်မကြားကြတော့ဘူး ဂျုံသွားတာမသိဘူး Uzi စားပြီ အိုးစီမုံကြိုက်လားမုံကြိုက်တယ်ဟုတ်မုံကြိုက်တယ်မလားတူမုံစားမယ်နော် အိုးစီကလေအိုးစီ Uzi နဲ့ဒီနဲ့အမှတ်တရအများကြီးရှိတာအများကြီးရှိခဲ့တာအိုးစီရေးပေးခဲ့တဲ့တချင်းလေဒီရမ်းပေါက်တာဒီတချင်းလေအဲ့ဒါဘယ်အသက်ဘယ်နှစ်တုန်းကဆိုရေးပေးခဲ့တာ Uzi ပြီပြီရေတကုံးမဲ အာ ဘယ်လိုမဲမဆိုင်ဘူးလေဒီတို့ကတခြားသချင်းလေမ အဲ့ တူ တ လေ ချင်းလေးအိုးစီနဲ့ဒီနဲ့တူတူဆိုအောင်မယ်နော်ကြံသေးတယ် ဟုတ်တယ် Uzi လမ်းမခွဲကြည့် ဩလမ်းမခွဲကြည့် အားလည်းမခွဲချင် မပြီးပြီဆိုပြလေဘာချင်းလဲလို့ ဖူပေါ်လက်တင်စဉ်းစားလိုက်ရင်ငါလေးရင်မောတယ် Uzi